က
ခင်မလာလေးကိုဖြစ်ခဲ့တာဘူးလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီရောနာဘလို့ဘလားလက်နိုင်မှုတော်ကြီးချီရောနာစီအောင်လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့လက်ပေါ်ကြမှာတင်းလေးပါလို့လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့လက်ပေါ်ကြမှာတင်းလေးပါလို့ဒီဖက်တဲ့အိုင်ကြမြေဝဲ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 ချင်းဖက်လို့ထိုင်ကြမယ်ကွယ်